ဒီမှာတရိကန်တစ်ခုရှိတယ်ဒီတရိကန်ရဲ့ဒီဝိုင်းတန်ဖိုးလေးကိုရှာခိုင်းတာဖြစ်ပါတယ်ခင်ဗျာဆိုတဲ့အခါကျတော့ကျွန်တော်တို့ကြည့်ကြည့်အောင်တရိကန်တစ်ခုမှာရှိတဲ့ဒေါင်းတွေအားလုံးကိုပေါင်းလို့ရှိရင်180ရပါတယ်180ရပါတယ်အဲ့တော့ဒီဒေါင်းလေးကတော့ကျွန်တော်တို့60လို့ပြောထားတယ်ခင်ဗျအဲ့တော့တကယ်လို့ထိတ်ဆိုင်တောင်းနေခြင်းဟာညီတယ်ဆိုလို့ရှိရင်ကျွန်တော်ညီတယ်လို့ပြောရင်ဒါဆိုရင်ကျွန်တော်တို့ကဒီဟာဒီ50ဒီဂရီရပါမယ်เนาะဒါကြောင့်မို့လို့ကျွန်တော်တို့က60ဒီဂရီရဲ့เนาะအပေါင်း50ဒီဂရီရဲ့အပေါင်း1ရဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့က180ဒီဂရီရမယ်ခင်ဗျဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီနှစ်ခုကိုပေါင်းမယ်ဆိုလို့ရှိရင်110ဒီဂရီအပေါင်း y = 180ဒီဂရီပါဒါကြောင့်မို့လို့ y = 180ဒီဂရီအနှုတ်110ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လောက်ရမလဲဆိုရင် y = 80ဒီဂရီရပါမယ်ခင်ဗျာအဲ့တော့ဒီပုံစံလေးကတော့ y တန်မှုဟာ80ဒီဂရီရပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်